နိုင်ငံတော်များများမှာမာသွန်ပွဲတွေလောက်တာကြည့်လိုက်ရင်အများအားထိတ်ဆုံးပြေးတဲ့လူတွေကကင်ညာတွေအီသီယိုးပီးယားတွေပဲဖြစ်နေတယ်။တကဘာလုံးကလည်းဒီအကြောင်းကိုသိကျင်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါကိုတော်တော်လေးသိကျင်ပါတယ်။ဒီတော့လိုက်ပြီးလေ့လာကြည့်တဲ့အချိန်မှာအကြောင်းအချက်တွေကတော့အများကြီးရှိတယ်။ဒီထဲကအဓိကကြားတဲ့အချက်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ချက်ကတော့သူတို့ရဲ့ genes ပါgenetic predisposition လို့ခေါ်ပါတယ်ဒါကဘာလဲဆိုတော့ဒီသူတို့မွေးကလေးကသူတို့ခန္ဓာကိုယ်မှာပါလာတဲ့ဒီပြေးနိုင်တဲ့ဒီ metabolic ပေါ့နောက်တစ်ခါသူတို့ရဲ့အဆုပ်အလုံးလုံးပုံတွေပြီးရင်သွေးနီဥများတာတွေခန္ဓာကိုယ်ဖွဲ့စည်းတိဆောက်ပုံတွေဒါတွေကသူတို့ရဲ့မွေးရပါ genes တွေဖြစ်ပါတယ်ဒီအချက်တွေကတော့ဘယ်သူမှမရှင်းနိုင်တဲ့သူတို့ပြေးနိုင်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်နောက်တစ်ခုကသူတို့နေတဲ့နေရာပေါ့သူတို့ကအမြဲတမ်းဒီကင်ညာရီအီသီယိုးပီးယားတွေကအနည်းဆုံးပေ9000လောက်ရှိတဲ့ဒီတောင်ကုန်းဒေသတွေမှာနေကြတယ်ပင်လယ်ရေမျက်နှာပြင်သဘောတရားအရဆိုရင်ဒီအပေါ်ဘက်ကိုရောက်လေ pressure နည်းလာတယ်အောက်ဆီဂျင်ရနိုင်မှုကလည်းနည်းလာတယ်ဥပမာကျွန်တော်တို့လေရင်စီးလို့ရှိရင်အပေါ်ဘက်ရောက်လို့ရှိရင်မူးလာတာတို့တချို့ဆိုးလာရင်သတိလစ်သွားတာဒါမျိုးတွေဖြစ်တာပေါ့ဒါက high altitude ကိုရောက်သွားလို့ပဲဖြစ်ပါတယ်ဒီတော့သူတို့ကဒါမျိုးမြင့်တဲ့နေရာမှာအများအားနေနေတဲ့အတွက်သူတို့ရဲ့အောက်ဆီဂျင်ရယူနိုင်မှုကကျွန်တော်တို့ပုံမှန်လူတွေနဲ့ရှင်လို့ရှိရင်တော်တော်လေးနည်းပါတယ်ဒါကြောင့်သူတို့ကဒီအောက်ဆီဂျင်နည်းတဲ့နေရာမှာပုံမှန်အသက်ရှင်နေထိုင်ရတယ်တကယ်လို့ training လုပ်မယ်ဆိုရင်လည်းဒီအောက်ဆီဂျင်နည်းနည်းနဲ့လုပ်ရတယ်ဒါကြောင့်သူတို့ training လုပ်တဲ့အခါဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အဆုတ်ကဒီကိုရယူနိုင်ဖို့အတွက်ပို့ပြီးအားစိုက်ရပါတယ်ဒါကြောင့်သူတို့ရဲ့အဆုတ်ကကျွန်တော်တို့ပုံမှန်လူတွေနဲ့ရှင်လို့ရှိရင် training လုပ်တဲ့အခါပို့ပြီးအလုပ်လုပ်ရတဲ့အတွက်ပို့ပြီးကြန့်ခိုင်နေပါတယ်ဥပမာကျွန်တော်တို့စီမှာဆိုရင်ဒီမာသွန်လေ့ကျင့်တဲ့လူတွေကပင်လယ်ရေမျက်နှာပြင်မြင့်တဲ့ဒီမေမြို့လိုနေရာမျိုးမှာ training သွားလုပ်တယ်training သွားလုပ်ပြီးတော့ပြန်လာလို့ရှိရင်ကျွန်တော်တို့ဒီမြေပြန့်မှာလာပြီးတော့ပြန်ပြေးတဲ့အချိန်မှာtraining ကပို့ပြီးကောင်းနေပါတယ်ဒါကဘာလို့လဲဆိုတော့အပေါ်မှာခက်ခက်ခဲဒီအောက်ဆီဂျင်နည်းနည်းနဲ့ရုန်းကန်ခဲ့ရတယ်ဒီအောက်ရောက်လာတဲ့အချိန်မှာအောက်ဆီဂျင်ရတဲ့အချိန်မှာပို့ပြီးတော့ပြေးနိုင်တာမျိုးဖြစ်ပါတယ်ဒါကတော့ကျွန်တော်အလွယ်ကူဆုံးဥပမာတစ်ခုပြတာပါဒါကြောင့်ဒီ high altitude living တို့ high altitude training တို့ဒီအချက်ကလည်းသူတို့ပြေးနိုင်တဲ့အချက်တွေကတစ်ချက်ပဲဖြစ်ပါတယ်နောက်တစ်ခုကသူတို့ပုံမှန်စားနေတဲ့ဒီ traditional အစားအစာပေါ့ဥဂါလီလို့ခေါ်တဲ့ဒီဆန်မုန့်လိုဟာမျိုးကာဗွန်ဟိုက်ဒရိတ်များတဲ့ဟာမျိုးကိုသူတို့ပုံမှန်စားပါတယ်ကျွန်တော်တို့ရှိမှာထမင်းစားသလိုမျိုးသူတို့ရှိမှာနေ့စဉ်စားတဲ့အစာပဲဖြစ်ပါတယ်ဒီအစာကာဗွန်ဟိုက်ဒရိတ်ကျွယ်ဝတယ်တာဝေးအားကစားတွေလုပ်မယ်ဆိုရင်လူအတွက်ဒီenergy ကောင်းကောင်းရစေနိုင်တယ်ပေါ့နောက်တစ်ခါဒီဥဂါလီနဲ့တွဲပြီးတော့စားတဲ့ဒီမနဂူအရွက်ဆိုတဲ့ဟာလဲသူတို့နေ့စဉ်ပုံမှန်စားတဲ့ဒီအရွက်တစ်မျိုးဖြစ်ပါတယ်ဒီအရွက်ကလည်းဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီသွေးနီဥဒီ hemoglobin ကိုပို့ပြီးတော့ဒီ level မြင့်စေပါတယ်ဒီလိုမြင့်တဲ့အတွက်သူတို့ရဲ့ဒီနှလုံးခံနိုင်ရည်အောက်ဆီဂျင်ရယူနိုင်မှုဒါတွေကကျွန်တော်တို့ပုံမှန်လူတွေတဲ့ပိုကောင်းကြတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ somatotype လို့ခေါ်တဲ့ဒီလူတွေရဲ့ဖွဲ့စည်းတည်ဆောက်ပုံပေါ့ကျွန်တော်တို့လူတွေမှာဒီ endomorph တို့ mesomorph တို့ ectomorph တို့ဒါမျိုးလူပုံစံတွေရှိပါတယ်ဒီ ectomorph ဆိုရင်ဒီပိတ်မိန်ရှည်ရှည်တွဲတွဲပေါ့နော်နောက်တစ်ခါmesomorph ဆိုရင်ကျွန်တော်တို့ athletic type လို့ခေါ်တဲ့ဒီအားကစားသမားပုံစံမျိုးပေါ့ muscle နည်းနည်းရှိတယ်ဒီကြစ်လက်တဲ့ခန္ဓာကိုယ်ပုံစံမျိုးနောက်တစ်ခါ mesomorph ဆိုရင်တော့ဒါကဒီနည်းနည်းအစီများတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုခန္ဓာကိုယ်အချိုးအစားတွေရှိတယ်ဒီခန္ဓာကိုယ်အချိုးအစားတွေထဲမှာမှသူတို့ကဒီ ectomorph လို့ခေါ်တဲ့ဒီပိန်ပိန်တွဲတွဲနဲ့ဒီ lower limbs ကဖွံ့ဖြိုးနေတဲ့ပုံစံမျိုးပေါ့ပြောရရင်တော့ဒီအောက်ပိုင်းမှာရှိတဲ့ဒီခြေတံတွေကရှည်နေတာမျိုးဒါမျိုးပုံစံတွေကသူတို့ရဲ့ပုံမှန်ပေါက်ဖွားလာတဲ့ပုံစံပဲဖြစ်ပါတယ်ဒီဒါကြောင့်ဒီ symptotype လို့ခေါ်တဲ့လူရဲ့အဖွဲ့အစည်းတိဆောက်ပုံစံလည်းသူတို့ပြေးနေနိုင်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီ hemoglobin လို့ခေါ်တဲ့ဒီသွေးနီဥတွေကကျွန်တော်တို့ပုံမှန်လူတွေရဲ့ရှင်ပို့ပြီးတော့ level မြင့်ပါတယ်ပြောရရင်တော့ hemoglobin level တစ်ခုကမြင့်ရင်လည်းမကောင်းဘူးနှိမ့်ရင်လည်းမကောင်းဘူးဒီပုံမှန် level မှာပဲရှိနေတာကတော့တင့်တော်ပါတယ်ဒါပေမဲ့သူတို့ရဲ့ပုံစံကဒီကျွန်တော်တို့နဲ့ရှင်နည်းနည်းလေးတော့မြင့်နေပါလိမ့်မယ်ဒီတော့ hemoglobin ဆိုတာကဒီအောက်ဆီဂျင်ကိုယူပြီးတော့ဒီခန္ဓာကိုယ် tissue တွေကိုပို့တဲ့နေရာမှာအလုပ်လုပ်တဲ့ cell တွေပဲဖြစ်ပါတယ်ဒါကြောင့်သူတို့ကပုံမှန်လူတွေနဲ့ရှင်လို့ရှိရင်သွေးနီဦးများတဲ့အတွက်အောက်ဆီဂျင်ရယူနိုင်မှုတွေများတယ်ဒါကြောင့် training များလုပ်နိုင်တယ်ဒီ heart rate ဒီနှလုံးခုန်နှုန်းဓာတ်တွေကိုခံနိုင်တယ်ပေါ့ hemoglobin များတဲ့အချက်ကလည်းသူတို့ပြေးနိုင်တဲ့အချက်တွေကတစ်ချက်ပဲဖြစ်ပါတယ်ဒါကြောင့်အားလုံးပြန်ချုပ်ရမှာဆိုရင်သူတို့စီမှာဘယ်သူမှမရှင်နိုင်တဲ့ဒီမွေးရပါဗီဇ gene ဒီ genetic predisposition ရှိနေတယ်နောက်တစ်ခါ
hemoglobin ဆိုတဲ့သွေးနီဦးတွေများနေတယ်ပြီးရင်သူတို့ရဲ့ပုံမှန်စားတဲ့ traditional ရိုးရာအစားအစာတွေကကိုပဲဒီသူတို့ပြေးနိုင်ဖို့အတွက် energy ဖြစ်နေတယ်နောက်တစ်ခါသူတို့ရဲ့somatotite လို့ခေါ်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွေကောင်းနေတယ်ပြီးရင်သူတို့နေတဲ့နေရာ high altitude မှာနေတယ် high altitude မှာ training လုပ်တယ်ဒီအချက်တွေအားလုံးစုံပြီးတော့သူတို့ကကျွန်တော်တို့ပုံမှန်လူတွေထက်ပိုပြီးတော့ endurance အားကစားတွေမှာပိုပြီးလုပ်နေနိုင်တာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကင်ညာတွေအီသီယိုးပီးယားတွေလိုပြေးခြင်းတယ်သူတို့လိုမျိုးထိတ်ဆုံးရောက်ခြင်းတယ်ဒါမျိုးဖြစ်ချင်တော့ကင်ညာအီသီယိုးပီးယားမှာတွားနေပြီး training လုပ်မှပဲအဆင်ပြေပါလိမ့်မယ်တခြားနိုင်ငံတွေမှာလည်းဒီအိုလံပစ်ပြိုင်ပွဲတွေမာသွန်ဝင်းပြိုင်မယ်ဆိုရင်သူတို့နိုင်ငံလက်ရွေးစင်တွေကိုကင်ညာအီသီယိုးပီးယားတွေမှာနှစ်ရှည်ဒီ joint training ဒါမှမဟုတ်ရင် camp သဘောမျိုးနဲ့တွားထားတာမျိုးရှိပါတယ်ဒီလိုထားမှပဲသူတို့နေတဲ့နေရာနောက်တစ်ခါသူတို့အစားအစာပြီးရင်သူတို့ training ဒါတွေကိုလိုက်လုပ်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအောက်ပိုင်းဒေသမှာနေပြီးတော့ training ကိုတော့လိုက်လုပ်ချင်လုပ်နိုင်လိမ့်မယ်ဒါပေမဲ့လုံးဝမရှင်းနိုင်တဲ့ genes တွေခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွေအစားအစာတွေနေထိုင်မှုတွေရှိလိမ့်မယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးချင်ပါတယ်